ဂျာမနိုင်းတွေကဆက်သွယ်ပြောဆိုမှုမှာအယမ်းကိုတော်ကြတယ်လူမှုရေးလက်တည်တတ်တယ်ပေါင်းသိမ်းရလွယ်ကူတဲ့ပုံစံရှိကြပါတယ်ဒါပေမဲ့ဒါကသူတို့ရဲ့စိတ်အမှောင်ချမ်းကိုဖုံးကွယ်ထားတဲ့အကာအကွယ်တစ်ခုဖြစ်နေတတ်ပါတယ်ဒါကြောင့်လေဂျာမနိုင်းရာသီကွင်းတွေကိုမျက်နှာနှစ်ဖက်နဲ့လူလို့ပြောကြတာပါဒီရာသီဘွားနာမည်ကြီးလူသက်သမားကတော့ Jeffrey Dahmer ပါ1960မေလ21ရက်နေ့မှာမွေးဖွားခဲ့တဲ့သူကဂျမနိုင်းတို့ရဲ့အေးဆေးတည်ငြိမ်မှုနဲ့ရက်ဆက်ကြမ်းကြုတ်မှုဆိုတဲ့မျက်နှာနှစ်ဖက်ကိုအဆုံးစွန်ဆုံးထီကိုပိုင်ဆိုင်ထားခဲ့တဲ့သူပါတကယ်ဒီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမှာကတော့ရာသီကွင်းတွေနဲ့လူသက်သမားတွေဘယ်လိုမျိုးဆက်ဆက်မှုရှိနေတယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်မှုကဲတဲ့များစွာကိုအသေးစိတ်လေးလာတင်ဆက်ပေးတော့မှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့အတွက်လည်းတောင်းဆိုပါရစေရှင်ဒါဆိုရင်တော့ကျမတို့ video လေးကိုစလိုက်ကြရအောင်မိတ်ဆွေတို့ရဲ့အနီးနားမှာအတူတူရှိနေတဲ့တငယ်ချင်းတွေဒါမှမဟုတ်လို့ဖို့ကိုင်းမဲ့တယောက်ယောက်ကမြန်တစ်ချိန်ချိန်မှာလူသက်သမားတယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့အတွေ့အမျိုးကိုတွေးကြည့်ဘူးလားဒီဘက်ခေတ်မှာကျမတို့ကြားနေရတဲ့သတင်းတွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့လည်းကြောက်စရာကောင်းလာပါတယ်တယောက်ကိုတယောက်ကရရဆက်ဆက်တက်ဖြတ်တာတွေသွေးအေးနဲ့အကွက်ကြကြလှုပ်ကြံတက်ဖြတ်တဲ့သတင်းတွေကိုကြားလာရတဲ့အခါမှာတော့ဒီလိုလူသက်သမားတွေရဲ့စိတ်ထဲမှာဘာတွေရှိနေသလဲဆိုတဲ့မေးခွန်းကိုကျမတို့တွေပို့ပြီးတော့သိချင်လာပါတယ်မိတ်ဆွေတို့လည်းသတိထားမိကြမှာပါ comment box တွေမှာဆိုရင်ဘာဖြစ်လို့တက်လိုက်တာလဲပစ္စည်းယူရင်တော်ပြီလေအယံမှုနေတာလားစီးကြောင်နေတာလားစသဖြင့်အမျိုးမျိုးရေးထားတဲ့မှတ်ချက်တွေကိုသတိထားမိကြတယ်မဟုတ်လားတိုက်ဆိုင်မှုလားတော့မသိပေမဲ့ကဘာကျော်လူသက်သမားတွေနဲ့သူတို့ရဲ့ရာသီကွင်းတွေကိုလေ့လာကြည့်တဲ့အခါမှာတော့ထူးဆန်းတဲ့တူညီချက်တချို့ကိုတွေ့ရှိရပါတယ်ဒါကြောင့်ကျမကဒီနေ့မှာတော့တဦးတယောက်ချင်းစီရဲ့ဘေးရင်ဟောကိန်းကိုပြောပြမှာမဟုတ်ဘဲနဲ့တမိုင်းတစ်လျှောက်ကဖန်ဆီးရမိခဲ့တဲ့သွေးအေးလူသက်သမားတွေရဲ့စိတ်နေသဘောထားနဲ့သူတို့ရဲ့ရာသီကွင်းတွေလိုက်တူညီတဲ့ဝိသေသလက္ခဏာတချို့ကိုပဲပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေရာမှာကျမအနေနဲ့ကဘာအနှံ့ငှမှုခင်းသတင်းတွေကိုတင်ဆက်ပေးတဲ့သူဖြစ်တာကြောင့်အချက်အလက်တိတိကျကျဖော်ထုတ်ထားတဲ့မှုခင်းတွေ serial killer တွေရဲ့အကြောင်းကိုပဲပြောပြပေးသွားမှာပါ။နောက်ပြီးတော့ဒီအချက်တွေကရာသီကွင်းတွေအားလုံးကိုဆိုလိုတာမဟုတ်ပေမဲ့စိတ်ပညာသဘောတရားအရာနဲ့ရာသီကွင်းတချို့ရဲ့တူညီတဲ့အချက်အလက်တွေကိုပဲပြောပြပေးချင်တာပါ။လူတစ်ယောက်ရဲ့စိတ်နေသဘောထားအပြုတ်မှုဆိုတာကသူကြုံတွေ့ခဲ့ရတဲ့ပတ်ဝန်းကျင်သူခံစားခဲ့ရတဲ့စိတ်ဓာတ်ရည်နဲ့သူရွေးချယ်ခဲ့တဲ့လမ်းစဉ်အပေါ်မှာပဲမူတည်ပါတယ်။ဒါကြောင့်မို့လို့ရာသီကွင်းတူယုံနဲ့တော့လူသက်သမားတယောက်မဖြစ်လာနိုင်ပါဘူးရှင်။ကဲဒါဆိုရင်တော့ကျမတို့ကဘာပေါ်က serial killer တွေနဲ့သူတို့ရဲ့တူညီတဲ့ဝိသေသလက္ခဏာတွေကိုအတူတူကြည့်လိုက်ရအောင်။ဒီနေရာမှာတခုတည်းပေးချင်တာကရာသီကွင်းဆိုတာကလူသက်သမားဖြစ်လာစေတဲ့အကြောင်းရင်းတစ်ခုတော့မဟုတ်ပါဘူး။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုလေ့လာဖို့အတွက်တော့တကယ့်ကိုစိတ်ဝင်စားစရာရှုထောင့်တစ်ခုပဲဖြစ်ပါတယ်။ပထမအဦးဆုံးပြောပြပေးမှာကတော့ FBI မှတ်တမ်းတွေမှာစိတ်ဝင်စားစရာအကောင်းဆုံးနဲ့ကြောက်စရာအကောင်းဆုံးရာသီကွင်းဖြစ်သတ်မှတ်ထားတဲ့မေ21ရက်ကနေဇွန်21ရက်နေ့အတွင်းမှာမွေးဖွားကြတဲ့မိထုံရာသီဘွားတွေပဲဖြစ်ပါတယ်။ဂျာမနိုင်းတွေကဆက်သွယ်ပြောဆိုမှုမှာအယမ်းကိုတော်ကြတယ်။လူမှုရေးလက်တည်တတ်တယ်ပေါင်းသိမ်းရလွယ်ကူတဲ့ပုံစံရှိကြပါတယ်။ဒါပေမဲ့ဒါကသူတို့ရဲ့စိတ်အမှောင်ချမ်းကိုဖုံးကွယ်ထားတဲ့အကာအကွယ်တစ်ခုဖြစ်နေတတ်ပါတယ်။ဒါကြောင့်လေဂျာမနိုင်းရာသီကွင်းတွေကိုမျက်နှာနှစ်ဖက်နဲ့လူလို့ပြောကြတာပါ။ဒီရာသီဘွားနာမည်ကြီးလူသက်သမားကတော့ Jeffrey Dahmer ပါ1960မေလ21ရက်နေ့မှာမွေးဖွားခဲ့တဲ့သူကဂျမနိုင်းတို့ရဲ့အေးဆေးတည်ငြိမ်မှုနဲ့ရက်ဆက်ကြမ်းကြုတ်မှုဆိုတဲ့မျက်နှာနှစ်ဖက်ကိုအဆုံးစွန်ဆုံးထီကိုပိုင်ဆိုင်ထားခဲ့တဲ့သူပါဒါမှက1988ကနေ1992ခုနှစ်အကြားမှာအမျိုးသား18ဦးကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ပါတယ်သူကသားကောင်တွေကိုစကလုံးတွေနဲ့လှည့်ဖြားပြီးတော့သူ့ရဲ့အိမ်ကိုခေါ်လာတတ်တဲ့နေရာမှာတော့ဂျမနိုင်းတို့ရဲ့ပါရမီကိုအသုံးချခဲ့တာပါသူကတပ်ဖြတ်ရုံနဲ့မကဘဲနဲ့အလောင်းတွေကိုစော်ကားတာလူသားတွေကိုစားတောက်တာတွေအထိကိုကျူးလွန်ခဲ့ပါတယ်ထူးဆန်းတဲ့ယုံကြည်ချက်တစ်ခုအနေနဲ့သားကောင်တွေရဲ့ဦးခေါင်းကိုဖောက်ပြီးတော့ဓာတုပစ္စည်းတွေထိုးထည့်တာသူစကားကိုနားထောင်မဲ့လူသားရုပ်သေးရုပ်တွေဖန်တီးဖို့အထီကိုကြိုးစားခဲ့ပါတယ်ဒါကဂျမနိုင်းတို့ရဲ့စူးစမ်းလူရက်တဲ့စိတ်ပါမှန်တဲ့နေရာမှာအသုံးချရင်တော့တကယ်ကိုကောင်းမွန်တဲ့ဉာဏ်ရည်ဖြစ်ပေမဲ့မှားယွင်းသွားတဲ့အခါမှာတော့လူသားဆန်မှုကိုတောင်ကျော်လွန်သွားနိုင်ခဲ့ပါတယ်တရားခွင်မှာဒါရှ်မာကိုစစ်ဆေးတဲ့အခါမှာတော့သူကစိတ်တစယောဂမရှိဘဲနဲ့သူဘာကိုကျူးလွန်နေတယ်လဲဆိုတာကိုကောင်းကောင်းသိတဲ့သူအဖြစ်သတ်မှတ်ခံရပါတယ်သူ့ကိုပြစ်ပယ်ခံရမှာကိုကြောက်တဲ့စိတ်တွေကပြင်းထန်နေတယ်ဒါကြောင့်မို့လို့သူတပ်ဖြတ်ပြီးမှသာအဲ့ဒီလူကသူ့အနားမှာထာဝရရှိနေနိုင်မယ်လို့ယူဆခဲ့တာပါသူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့်ထောင်နှံတသက်တကြုံကို16ကြိမ်အထိကိုချမှတ်ခံခဲ့ရပါတယ်ဒါမှကလူရှိမှာတော့အေးဆေးတည်ငြိမ်တဲ့အိမ်ကြီးချမ်းကောင်းတစ်ယောက်လိုဟန်ဆောင်နေနိုင်ခဲ့ပါတယ်ဒါကလည်းဂျမနိုင်းရဲ့ဉာဏ်ရည်နဲ့စကားပြောစွမ်းရည်ကိုအသုံးချပြီးသားကောင်တွေကိုကြော်ခွင်းတွေကိုသွင်းနိုင်ခဲ့တာပါပုံမှန်လူတယောက်လိုဟန်ဆောင်နေတတ်တဲ့သူတို့ရဲ့မျက်နှာဖုံးနောက်ွယ်မှာဘလောက်တောင်ကြောက်စရာကောင်းတဲ့စိတ်ရိုင်းတွေရှိနေတယ်လဲဆိုတာကခံမှန်းရခက်လာပါတယ်
နောက်ထပ်ပြောပြပေးမှာကတော့ January 20ကနေ February 18ရက်အတွင်းကိုကြာရောက်တဲ့ Aquarius ရာသီဝါးတွေဖြစ်တဲ့ကုံရာသီတွေပဲဖြစ်ပါတယ်။ဒီရာသီကွန်းတွေကများသောအားဖြင့်တော့အမျှော်မြင်ရှိကြတယ်။ခိရှိပြေးတယ်။အရာရာကိုခန်းစားချက်ထက်အုံနောက်နဲ့ဆင်ញင်တက်တဲ့သူတွေလို့လူသိများကြပါတယ်။ဒါပေမဲ့ဒီရာသီဝါးလူသက်သမားတွေကိုလေ့လာကြည့်တဲ့အခါမှာတော့အေးဆက်တဲ့တိကျနေထိုင်မှုကစိတ်ပိုင်းဆိုင်ရာချိုးယွင်းမှုတွေနဲ့ပေါင်းဆက်သွားတဲ့အခါမှာတော့သမိုင်းတစ်လျှောက်မှာအဖမ်းရအခက်ဆုံးရာဇဝတ်ကောင်တွေဖြစ်လာစေပါတယ်။လှုပ်ဝက်ချက်ကိုနှစ်ပေါင်း30ကျော်ကြာအောင်ထိန်းသိမ်းနိုင်ခဲ့တဲ့ဒီရာသီကွင်းကိုပိုင်ဆိုင်ထားတဲ့လူသက်သမားကတော့တောင်ကိုရီးယားနိုင်ငံကိုတုံ့လှုပ်စေခဲ့တဲ့လီချင်ကျွဲဆိုတဲ့သူပါ1963ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာမွေးဖွားခဲ့တဲ့သူက Aquarius တို့ရဲ့တီးခတ်နိုင်စွမ်းနဲ့လှုပ်ဝက်ချက်ကိုထိန်းသိမ်းနိုင်စွမ်းကိုအသုံးချပြီးတော့နှစ်ပေါင်းများစွာတိုင်အောင်ရဲတွေကိုလှည့်စားထားနိုင်ခဲ့ပါတယ်။လီချင်ကျွဲက1986ခုနှစ်ကနေ1991ခုနှစ်အကြားမှာပဲအမျိုးသမီး14ဦးကိုတပ်ဖြတ်ခဲ့ပြီးတော့များစွာတဲ့လိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။သူကတားကောင်တွေကိုသူတို့ဝတ်ထားတဲ့အဝတ်အစားတွေနဲ့ဥပမာပြောရရင်တော့အတွင်းငံတွေခြေအိတ်တွေနဲ့အဲ့ဒါတွေနဲ့ပြန်လည်ချီနှောင်ပြီးတော့တပ်ဖြတ်လေးရှိခဲ့တဲ့သူပါ။သူကနှိပ်စက်ရတာကိုဂိမ်းတစ်ခုလိုသဘောထားပြီးတော့တားကောင်တွေရဲ့ခန္ဓာကိုယ်ထဲကိုမမွန်သည့်အစိတ်တွေခရင်းတွေကိုထည့်သွင်းခဲ့ပါတယ်။ဒါကလည်း Aquarius တို့ရဲ့တီထွင်ကြံစနိုင်စွမ်းကိုလူမဆန်တဲ့ရာဇဝတ်မှုတွေမှာအသုံးချခဲ့တာပါ။သူကို2019ခုနှစ်မှာတော့ DNA နည်းပညာအသစ်နဲ့ဖော်ထုတ်နိုင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကသူကတခြားလူသက်မှုတစ်ခုကြောင့်ထောင်ကျနေခဲ့တာပါ။ဒီအမှုတွေကိုသူကျူးလွန်ခဲ့ပါတယ်လို့ဝန်ခံတဲ့အချိန်မှာတော့ဘာလို့အခုမှဖော်ထုတ်နိုင်တာလဲလို့တော့မှရဲတွေကိုလှောင်ပြီးတော့ပြောခဲ့ပါသေးတယ်။သွေးအေးလွန်းတဲ့ဒီစိတ်ကစားလူသက်သမားကတော့တရားဥပဒေရဲ့အားနည်းချက်ကိုအသုံးပြုပြီးတော့နှစ်ပေါင်းများစွာနေထိုင်သွားနိုင်ခဲ့ပါတယ်။ဆက်လက်ပြောပြပေးမှာကတော့ယူရောင်ချူလို့လူသိများကြတဲ့ The Raincoat Killer လို့ခေါ်တဲ့သူပါ။သူကတော့1980ခုနှစ် April 18ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။မတ်လ21ရက်နေ့ကနေပြီးတော့ April 19ရက်အတွင်းကမိတ္တရာသီဝါးတွေပါ။ဒီရာသီဝင်ဝါးတွေကဒေါသကိုမထိန်းသိမ်းနိုင်မင်းနဲ့လက်စားချေလူစိတ်ကြီးတတ်တဲ့သူတွေလို့ရဲတွေကမှတ်ချက်ပြုထားပါတယ်။တာမန်အချိန်တွေမှာညံအရန်ကောင်းပြီးတော့သူတို့ရဲ့စိတ်ခံစားချက်ကိုဖုံးကွယ်ထားနိုင်ကြပါတယ်။လူပေါင်း20ကျော်ကိုသူကိုယ်တိုင်လှုပ်ထားတဲ့တူနဲ့ရိုက်တက်ခဲ့တဲ့သူပါ။သူ့ရဲ့လူအဖွဲ့အစည်းပေါ်မုန်းတီးမှုနဲ့ထိမ့်မနိုင်တဲ့ဒေါသတွေကAries တွေရဲ့စိတ်အမှောင်ချမ်းကိုပြသနေပါတယ်။ဒီလူသက်သမားကိုတရားခွင်မှာစစ်ဆေးကြတော့ကျွန်တော်ကိုမဖမ်းမိရင်လူ100ကျော်လောက်အထိကိုတပ်ပြစ်မှာအဲ့ဒီလိုမျိုးအေးအေးဆေးဆေးပြောခဲ့ပါတယ်။သူကချမ်းသာတဲ့သူတွေနဲ့အမျိုးသမီးတွေအပေါ်မှာပြင်းထန်တဲ့လက်စားချေလိုစိတ်ရှိနေတာကိုစစ်ဆေးတွေ့ရှိခဲ့ကြရပါတယ်။ဆက်လက်ပြောပြပေးမှာကတော့ November 22ရက်ကနေဒီဇင်ဘာ21ရက်နေ့အတွင်းကိုကြာရောက်တဲ့ဓနုရာသီဘွားတွေရဲ့စိတ်နေသဘောထားနဲ့ဒီရာသီကွင်းကိုပိုင်ဆိုင်ထားတဲ့လူသက်သမားတွေရဲ့အမှုအကျင့်တွေကိုတွဲဖက်ကြည့်ကြပါမယ်။များသောအားဖြင့်တော့လွတ်လပ်မှုကိုချစ်ခင်မြတ်နိုးကြတယ်။စူးစမ်းလိုစိတ်ရှိတယ်။ဘဟုတုတကြွယ်ဝကြတဲ့သူတွေလို့လူသိများကြတယ်။ဒါပေမဲ့ဒီရာသီဘွားလူသက်သမားတွေကိုလေ့လာကြည့်တဲ့အခါမှာတော့သူတို့ရဲ့စူးစမ်းလိုတဲ့စိတ်စကားပြောကောင်းတဲ့အရေးအချင်းတွေအဲ့ဒါတွေကပဲတားကောင်တွေကိုအလွယ်တကူယုံကြည်အောင်လို့သိမ့်သွင်းနိုင်တဲ့တကယ့်ကိုဆွဲဆောင်မှုရှိတဲ့လူသက်သမားတွေဖြစ်လာစေခဲ့ပါတယ်။သူတို့ကအပြင်ပန်းကနေခြူတာပြနေပေမဲ့အတွင်းစိတ်ထဲမှာတော့သွေးအေးအေးနဲ့အကွက်ကြကြကိုကျူးလွန်တဲ့ပုံစံရှိကြပါတယ်။တားကောင်တွေကိုထောင်ချောက်ဆင်မှုအတွက်အသုံးချတာကိုတွေ့ရပါတယ်။ဒီရာသီကွန်းတွေကနာမည်ကြီးလူသက်သမားတစ်ယောက်ကိုပြရမယ်ဆိုရင်တော့သမိုင်းတစ်လျှောက်မှာအကျော်ကြားဆုံးတဲ့serial killer တစ်ယောက်ဖြစ်တဲ့ Ted Bundy ပါ။သူကစကားပြောကောင်းပြီးတော့စိတ်ပညာကိုလည်းအလွန်ကိုနားလည်နေသူပါ။သူ့ရဲ့ဆွဲဆောင်မှုကြောင့်အမျိုးသမီးတွေကသူ့ကိုအလွယ်တကူယုံကြည်ခဲ့ကြပါတယ်။ဒဏ်ရာရနေတဲ့ပုံစံဟန်ဆောင်ပြီးတော့အကူအညီတောင်းတယ်။နောက်ပြီးတော့အမျိုးသမီးတွေကိုကားထဲကိုခေါ်ဆောင်သွားတယ်။ပြီးရင်တော့တန်ထုံးနဲ့ရိုက်နှက်တာလက်ထိတ်ခတ်တာတွေအပြင်ကိုတိတ်ဆုံးသွားတဲ့အလောင်းတွေကိုတော့မှဒုတိယတစ်ကြိမ်ထပ်မံစော်ကားရတဲ့ရိုင်းဆိုင်နဲ့စိတ်သက်ရှိနေတဲ့သူပါ။သူ့ကိုဆွဲဆောင်မှုရှိတဲ့စိတ်တစလူသက်သမားလို့ခေါ်ကြပါတယ်။သူကလူတွေကိုလှည့်ဖျားရမှာလဲသူကိုယ်တိုင်ကပဲကျွန်တော်ကလူတစ်ယောက်ရဲ့အသက်ကိုယူနိုင်တဲ့အထီကိုအစွမ်းရှိတဲ့ဖရာသခင်တစ်ပါးလို့ခံစားရပါတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဥပဒေအကြောင်းအရတက်ပါရီကသူ့ကိုယ်သူရှေ့နေအဖြစ်တရက်ခွင်မှာပြန်လည်ခြေပခဲ့ပါတယ်။ဒါကလည်း Sagittarius တွေရဲ့စကားပြောကောင်းပြီးတော့ကိုယုံကြည်မှုလွန်ခဲ့တဲ့စိတ်အခြေအနေနဲ့တူညီမှုကိုပြသနေခဲ့တာပါ။ဒီနေရာမှာတခုသတိပေးချင်တာကတော့ရာသီဝင်ဆိုတာကလူသက်သမားဖြစ်စေတဲ့အကြောင်းရင်းမဟုတ်ပါဘူး။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုလေ့လာဖို့အတွက်စိတ်ဝင်စားစရာရှုထောင့်တစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်ပြောပြပေးမှာကတော့ The Monster Killer လို့လူသိများတဲ့ရန်ရှင်းဟိုင်ပဲဖြစ်ပါတယ်။1968ခုနှစ်ဇူလိုင်လ29ရက်နေ့မှာမွေးဖွားခဲ့တာကြောင့်ပင်ရာသီဝါလီယိုပဲဖြစ်ပါတယ်။လီယိုတို့ရဲ့ထုံးစံအတိုင်းပဲအာယုံဆိုင်ခံနေတဲ့စိတ်နဲ့ဩဇာလွှမ်းမိုးလိုတဲ့စိတ်တွေပဲဖြစ်ပါတယ်။လီယိုဝါတွေကတောဘီရင်ချင်းသေးလို့ပါ
ကိုယုံကြည်မှုရှိတယ်ဩဇာအာဏာရှိတယ်အမြဲတမ်းအများရဲ့အလယ်မှာထင်ပေါ်ခြင်းနေကြတဲ့သူတွေပါဒါပေမဲ့ဒီလိုအာယုံစိုက်ခံခြင်းတဲ့စိတ်ကပဲမှားယွင်းတဲ့ဘက်ကိုရောက်သွားတဲ့အခါမှာတော့သူတို့ရဲ့လူတက်မှုကိုတော့သူတို့ရဲ့စွမ်းဆောင်ရည်တစ်ခုအဖြစ်အသုံးချတတ်ကြပါတယ်လီယိုလူတက်သမားတွေကသွေးအေးယုံနေမဟုတ်ပဲသူတို့ရဲ့ကျူးလွန်မှုတွေကိုပါလူတွေသိအောင်လို့ဟိုးလေးတချောချောဖြစ်အောင်ဖန်တီးရတာကိုနှစ်သက်ကြပါတယ်လူတက်သမားရန်ရှင်းဟန်ကိုတော့လူအဖွဲ့အစည်းကိုမုန်းလိသူအဖြစ်ကိုတွေ့ရပါတယ်သူကလူပေါင်း68ယောက်ကိုတူနဲ့ထူတက်ဖြတ်ခဲ့ပြီးတော့အမျိုးသမီးတွေမသိဆုံးခင်မှာအာဓမပြုချင်တာလည်းလုပ်ခဲ့မှုပါတယ်ကျွန်တော်ကလူတက်ရတာကိုဝါသနာပါလို့ကိုတတ်တာဘာအကြောင်းပြချက်မှမရှိဘူးအဲ့ဒီလိုမျိုးဝန်ခံခဲ့ပါတယ်နောက်ပြီးတော့သူကတက်ဖြတ်မှုတစ်ခုလုပ်ပြီးတိုင်းမှာလည်းပို့ပြီးတော့ရေးတင်လာတဲ့ဆွဲလန့်မှုတွေဖြစ်လာခဲ့ပါတယ်ဥပဒေအကြောင်းအရာကြည့်ရင်တော့ဒါကသူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အခြေအနေတရက်ဖြစ်နေခဲ့တာပါအခုနောက်ထပ်ပြောပြပေးမယ့်ရာသီပင်ကတော့များသောအားဖြင့်အရန်လည်းခရီးဆိုင်တတ်တယ်လို့သူတို့ကလည်းအာယုံဆိုင်ခံခြင်းနဲ့စိတ်ရှိကြပါတယ်နောက်ပြီးတော့စိတ်နှုတ်နေတဲ့မိသားစုကိုချစ်ခင်မြတ်လို့တဲ့ခရီးဆိုင်တတ်တဲ့သူတွေလို့လူသိများပါတယ်ဒါပေမဲ့ဒီလိုနူးညံ့သိမ်မွေ့တဲ့ဇယိုက်ကပဲတခါတလေမှာတော့အေးဆက်ကြမ်းကြုတ်တဲ့စိတ်အမှောင်ချမ်းကိုဖုံးကွယ်ထားတဲ့မျက်နှာဖုံးတစ်ခုဖြစ်နေတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဘယ်ရာသီခွင်ကိုမြင်မိကြလဲအဲ့ဒီရာသီခွင်ကတော့ကရကက်ရာသီဘွားတွေပဲဖြစ်ပါတယ်တနည်းအားဖြင့်တော့ကန်ဆာရာသီဘွားတွေပါသူတို့တွေရဲ့စိတ်ခံစားမှုပြင်းထန်ခြင်းဆိုတဲ့အချက်ကပဲလမ်းမရောက်သွားတဲ့အခါမှာတော့အညှိုးတီးကြီးတဲ့လက်စားချီလူစိတ်ပြင်းထန်တဲ့လူသက်သမားတွေဖြစ်လာစေပါတယ်မူကင်းလေးလာသူတွေရဲ့သုံးသက်ချက်အရဆိုရင်ဒီကန်ဆာရာသီဘွားလူသက်သမားတွေကနှစ်ဘဝမှာနေထိုင်ရတာကိုအလွန်ကိုကျွမ်းကျင်ကြပြီးတော့အပြင်မှာဆိုရင်အိမ်အောင်ရှင်ကောင်းအလုသမားကောင်းအဖြစ်ကိုရောနှောနေထိုင်တတ်ကြပါတယ်ဒီရာသီဘွားတွေကနာမည်ကြီး medical serial killer တယောက်အကြောင်းကိုပြောပြချင်ပါတယ်သူကတော့ Jennings Jones ပါသူမကို1950ခုနှစ်ဇူလိုင်လ13ရက်နေ့မှာပဲမွေးဖွားခဲ့တဲ့ကန်ဆာရာသီဘွားတဦးပဲဖြစ်ပါတယ်အမေရိကန်သူနာပြုတယောက်ဖြစ်ပြီးတော့အပြစ်မဲ့ကလေးငယ်အများအပြားကိုတပ်ဖြတ်ခဲ့တယ်လို့သိရှိရပါတယ်အတိအကျမသိရပါပဲအယောက်60ထဲမနည်းကိုသူဟာကျူးလွန်ခဲ့တာပါဒါဆိုရင်ဒီကလေးငယ်လေးတွေကိုသူဘာဖြစ်လို့ရရဆက်ဆက်တက်ခဲ့ရတာလဲအဓိကအကြောင်းရင်းကတော့ကလေးငယ်လေးတွေအပေါ်မှာအရေးပေါ်အခြေအနေဖြစ်အောင်လို့ဆေးထိုးပြီးလှုပ်ဆောင်တယ်ပြီးသွားရင်တော့သူမကိုယ်တိုင်ကပဲအရေးပေါ်အခြေအနေပြန်လည်ကယ်တင်ပြပြီးတော့သူရဲကောင်းသူနာပြုအဖြစ်ကိုချီးကျူးခံစေချင်တာပါသူနာပြုတယောက်အနေနဲ့ကလူနာကိုစောင့်ရှောက်မဲ့တာဝန်ကိုအကြီးအကျယ်ကိုချိုးဖောက်ပြီးတော့တေချင်းတရားရဲ့နှက်ဆိုးတယောက်အနေနဲ့ကိုလှုပ်ဆောင်ခဲ့တာပါဒါကိုတော့စိတ်ပညာမှာ Munchausen syndrome by proxy လို့ခေါ်ပါတယ်မိမိရဲ့စောင့်ရှောက်မှုအောက်မှာရှိနေတဲ့အားနည်းတဲ့သူကိုတမင်ကိုဒုက္ခပေးပြီးတော့မှပြန်ပြီးတော့ကယ်ပြတာအများရဲ့အာယုံဆိုင်မှုကိုရယူလို့တဲ့စိတ်တစအခြေအနေတရက်ပဲဖြစ်ပါတယ်ပြောရရင်တော့စိတ်ပိုင်းဆိုင်ရာချိုးယဉ်ချက်တစ်ခုဖြစ်ပြီးတော့ကိုယ့်ရဲ့စောင့်ရှောက်မှုအောက်မှာရှိတဲ့သူကိုတမင်ဖျားနာအောင်လုပ်တယ်ကိုယ်တိုင်ကပဲဂယုစိုက်တဲ့သူအဖြစ်ကိုဟန်ဆောင်ပြီးတော့တနာဂယုနာဒါမှမဟုတ်ချီးကျူးမှုကိုရယူလို့တဲ့စိတ်ပဲဖြစ်ပါတယ်အဲ့ဒီတော့ဒီကန်ဆာရာသီဘွားသူနာပြုအမျိုးသမီးရဲ့စိတ်ပြည့်စရာကောင်းတဲ့အကျင့်စရိုက်တွေကသူငယ်စဉ်ကတည်းကရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အများကြီးသက်ဆိုင်နေပါတယ်ဂျန်နန်ဂျုံကိုမွေးဖွားပြီးတဲ့နောက်မှာတော့သူ့ရဲ့မိဘအရင်းတွေကဆုံးဖြတ်ခဲ့ကြလို့မွေးစားမိဘတွေစီမှာပဲကြီးပြင်းခဲ့ရတာပါဒါကလည်းကရကတ်ရာသီဘွားတွေအကြောက်ဆုံးဖြစ်တဲ့အပေခံရခြင်းဆိုတဲ့စိတ်ဒဏ်ရာကိုသူမရဲ့နှလုံးသားထဲမှာဆွဲထင်သွားစေခဲ့တာပါသူမကြီးပြင်းလာတဲ့အခါမှာလည်းသူမရဲ့မွေးစားမောင်နှမတွေနဲ့ဖခင်ဖြစ်တဲ့သူကယောဂဝေဒနာတွေနဲ့တယောက်ပြီးတယောက်သိဆုံးကုန်တာကြောင့်သူမကဘဝကိုထိန်းချုပ်လိုတဲ့စိတ်အာယုံဆိုင်ခံနေတဲ့စိတ်တွေကလွဲမှားစွာနဲ့ကြီးထွားလာခဲ့တာပါဂျန်နင်ဂျုံးစ်ကို1984ခုနှစ်မှာတော့ထောင်ဒဏ်69နှစ်အထိကိုချမှတ်ခဲ့ပါတယ်ဒါပေမဲ့2018ခုနှစ်မှာတော့သူမကအမှုအသစ်တွေနဲ့ထပ်မံရင်ဆိုင်ခဲ့ရပြီးတော့အခုအချိန်မှာပဲသူမရဲ့နောက်ဆုံးအချိန်တွေကိုဖြတ်တန်းလို့နေပါတယ်ပြောရရင်တော့ဒီအမှုတွေကရာသီကွေကြောင့်ဖြစ်လာတာမဟုတ်ပါဘူးဒါပေမဲ့ကန်ဆာကရကတ်ရာသီဘွားတွေရဲ့အားနည်းချက်ဖြစ်တဲ့နူးညံ့တဲ့ဂရုစိုက်တတ်မှုတွေဟာမှားယွင်းတဲ့အာယုံစိုက်ခံရင်စိတ်နဲ့ပေါင်းဆက်သွားတဲ့အခါမှာတော့အခုလိုမျိုးကြောက်စရာကောင်းတဲ့ရာဇဝတ်မှုတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်အမှောင်ချမ်းကိုသတိနဲ့ထိန်းချောင်းနိုင်ဖို့အတွက်ကလည်းတကယ်ကိုအရေးကြီးလာပါတယ်တခါတလေမှာလူကိုအန္တရာယ်အရှိဆုံးဖြစ်စေတာကဒေါသမဟုတ်ဘဲနဲ့သူ့ရဲ့ချီးကျူးခံခြင်းနဲ့စိတ်ပဲဖြစ်ပါတယ်